ဒီနေ့မှာတော့ချူရပြီးထုံးနေရပဲဖြစ်ပါတယ်ခဏလေးနော်အမေပူလိုက်တာဒါချူပါစကားလုံးရေးတာလဲဆိုတာခံမှန်းကြပါတော့ပုံလေးကိုတော့တင်ထားပါမယ်အမေအမေပူတယ်ဟာဝိုက်ထုံးလဲဘလို့မှမရအောင်အမေပူလာပဲဖြစ်တယ်ချူဒါဘာပုံလေးလဲဆိုတော့အင်းထုံပြီးရင်ခမန်းကြီးပေါ့နော်ဒါလေးကတော့အရင်ပေါ်လို့နေပါနော်ဒီနေ့ကဘာနေ့လဲဆိုတော့အားလုံးသိကြမှာဟုတ်ဒီထုံးပြီဆိုကြတဲ့ကချူကိုလည်းလောရတာချူပါချူဖူဘောင်းဟဲ့ဟိုတော့ဖျောင်းနိုင်ကိုကုန်သွားပြီခုနကပဲအများကြီးရှိပြီကဲချူခဏဆောင်လေးကြရအားလုံးပဲဒီဟာလေးကိုခံမှန်းကြပါဘာပုံလေးလဲဆိုပြီးတော့ sorry ပါနော်ဒီဘက်ဘေးကမီးပုံးမထွန်းရတဲ့ဒီဖျောင်းနိုင်နှစ်ခုอ่ะပေါ့နော်မီးပုံးတွေကမီးလောင်သွားလို့ပေါ့နော်ခဏနောက်တစ်ပုံလေးရလာအောင်ဒီဘက်လေးကကျတော့ငင်းကုန်လာတယ်ညာဒီဘက်ကဒါဘာရေးတာလဲဆိုဒီဘက်၄တိုင်ဒီဘက်၃တိုင်ပါပါဒီ၃တိုင်ပါပါဘူးဒီဘက်ထဲရတယ်ဒီဘက်ဟာပဲချူဆွဲပြပါမယ်ယူလို့ထင်ကြပါဟုတ်ပါတယ်ယူပါဒါတော့တက်ပါနော်ဒါယူဘက်ကိုယူဆိုလို့ယူလိုက်တာ
ဒါဘာလို့ထင်ကြလဲအမေရေဟိုမှာတစ်ခုမီးလောင်သွားပြီအမေငါကြိုက်ဆုံးမီးပုံလေးမီးလောင်သွားတာဟာဒါလည်းမီးလောင်တော့မှလားအိုးဟာဒီမှာလည်းနောက်တစ်ခုဟာမီးလောင်ကုန်ပြီအမေရေငါမီးပုံလေးကုန်လို့မီးလောင်ကုန်ပြီနောက်တစ်ခုတော့မီးစွမ်းမခံနိုင်ဘူးဒီ Hello Kitty လေးနဲ့ငါအရင်ကြိုက်တယ်သုံးခုပဲကျန်တော့စုပ်ပြက်တွေတက်သွားပဲအဲ့ဒါကြောင့်လေကိုမကြိုက်တာ